စမ်းချင်ဘက်စကယ်လုံးတွေလေ့လာကြည့်အောင်ညစ်ပတ်တယ်ဆိုရင်စုတ်ကပုတ်စုတ်ကပုတ်စုတ်ကပုတ်ဆိုပြီးသုံးလို့ရပါတယ်တန်ရှင်းတဲ့ဆိုလို့ရှိရင်ကြတော့စအာတ်စအာတ်စအာတ်တန်ရှင်းတယ်ဝါတယ်ဆိုရင်อ้วนอ้วนอ้วนဝါတယ်ပိန်တယ်ผอมผอมผอมနီးတယ်ใกล้ใกล้ใกล้နီးတယ်ဝေးတယ်ไกลไกลไกลဝေးတယ်လေးတယ်หนักหนักหนักလေးတယ်ပေါ့တယ်เบาเบาเบาပေါ့တယ်မာတယ်แข็งแข็งแข็งမာတယ်နူးညံ့တယ်นุ่มนุ่มนุ่มဆိုပြီးတော့သုံးလို့ရပါတယ်ကိုကထိုင်းစကားကိုကောင်းကောင်းမို့တွေ့တဲ့ချိန်ပေမဲ့ဘယ်ကနေဘယ်လိုမျိုးစပြီးတော့လေ့လာမှလည်းမသိဘူးဘယ်လိုမျိုးနည်းလမ်းတွေသုံးပြီးတော့လေ့လာလို့ရှိရင်ထိအောင်မလဲဆိုတော့မသိဘူးဆိုလို့ရှိရင်စိတ်မပူပါနဲ့ပေါ့နော်ခေရှိနေပါပြီပေါ့နော်တကယ်လို့မိတ်ဆွေကခေစီမှာထိုင်းစကားတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်လုံးဝအခြေခံတစ်လုံးမှမသိသေးတဲ့အခြေအနေကနေစပြီးတော့ကိုပြောချင်တာကောင်းမို့တွေ့နိုင်တဲ့ဒီကိုခေတို့ဒီ2လ3လအတွင်းမှာပဲကောင်းကောင်းမို့ရတော့သင်ကြားပေးမယ့်အတန်းတွေရှိနေပြီပေါ့နော်တကယ်လို့ကိုကဒီအချိန်မအားဘူးအချိန်နည်းနည်းပဲပြီးနိုင်တယ်ဆိုလို့ရှိရင်ခေတို့ဗီဒီယိုကလပ်တက်လို့ရတယ်ပေါ့နော်အကွာအချိန်အားတယ်ပြီးလို့ရှိရင်ခေနဲ့ညံနေချင်းတိုင်းလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီ zone ကလပ်တက်လို့ရတယ်ပေါ့နော်ဆိုတော့ခေရဲ့အတိုင်းကဘယ်လိုမျိုးတွေသင်ကြားပေးမှာလဲခေဆိုလို့ရှိရင်ခေကဒီကသူတွေကိုပေါ့နော်စာတကြောင်းဒီထိုင်ချက်ခိုင်းပြီးတော့ဒါချက်ဒါပြောပြီးလို့ရှိရင်ဒါပဲရဆိုတဲ့ပုံစံမျိုးမသင်ကြားပေးပါဘူးပေါ့နော်ဘယ်လိုမျိုးသင်ကြားပေးမလဲဆိုလို့ရှိရင်စာကြောင်းတစ်ချောင်းပုံကိုအဓိကသင်ကြားပေးမှာပဲဖြစ်ပါတယ်ပေါ့နော်စာကြောင်းတစ်ချောင်းပုံသင်ကြားပေးမှာဖြစ်တဲ့ကြောင်းလို့ခေတို့စလုံးတစ်လုံးပေါင်းဆက်မယ်နှလုံးပေါင်းဆက်မယ်သုံးလုံးပေါင်းဆက်မယ်လေးလုံးပေါင်းဆက်မယ်အဲ့လိုမျိုးပေါင်းဆက်သွားရနေပြီးတော့ခေတို့အများကြီးပဲအလုံး100အလုံး200အဲ့လိုမျိုးပေါ့နော်ကိုပြောချင်တာပြောနိုင်တဲ့အထိကိုခေတို့ပေါင်းဆက်သွားမှာပဲဖြစ်ပါတယ်ပေါ့နော်တကယ်လို့မိတ်ဆွေကခေနဲ့တူလာပြီးတော့လေ့လာလို့ရှိရင်ပေါ့နော်3ရက်လေ့လာပြီးတဲ့အချိန်တွင်းမှာပဲခေတို့ဟောရတာအလုံး100တိယုံနဲ့ဒီစာအောင်နေစကယ်စနေဝါကြပါအောင်ပေါ့နော်စာကြောင်းပါအောင်ထောင်နဲ့ချီပြောနိုင်နေမှာပဲဖြစ်ပါတယ်ပေါ့နော်ဒီသင်တန်းပြီးသွားတဲ့ခါကျလို့ရှိရင်တော့သိန်းနဲ့ချီကိုတရားပြောနိုင်နေမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကကြတော့စာကြောင်းတစ်ချောင်းပုံရဲ့အဓိကအားသာချက်ပေါ့နော်တကယ်ကကိုကတကယ်လို့ကိုကဗီဒီယိုကလပ်တက်မယ်ဆိုလို့ရှိရင်ခေအနေနဲ့ပေါ့နော်ဒီလက်ဆောင်ပေးထားတဲ့အတန်းတွေရှိပါတယ်ပေါ့နော်ဒီစာကြောင်းတစ်ချောင်းပုံကကြောက်ခေအဓိကသင်ကြားပေးမှာပေါ့နော်အဲ့ဒီသင်ခန်းစာတွေတက်ပေါ့နော်အဲ့ဒီသင်ခန်းစာတွေဒီမှာခေတို့ထပ်ပြီးတော့ပေါ့နော်ဒီကသူတွေကိုသိကျင်တဲ့ဝါတိုင်းကိုဝါတိုင်းကိုတွားပြီးတော့လေ့လာလို့ရအောင်ခေစီမှာအဲ့လိုမျိုးပေါ့နော်ကိုသိကျင်တဲ့ဝါအားလုံးသိကြဖို့အတွက်ပေါ့နော်ဝါအတန်းဆိုပြီးတက်ပြုလုပ်ပြီးတော့ခွဲပေးထားတယ်အဲ့မှာကိုကျက်တဲ့ဝါတာတွားပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ထပ်ပြီးတော့ဒီကသူတွေကိုပေါ့နော်ခေကလိလာတာပို့ပြီးအဆင်ပြေသွားအောင်လို့ပေါ့နော်ဒီစပွားနေချင်းလိလာပြီးတဲ့အခါကြလို့ရှိရင်တဲ့သူအလုတ်ခွင်ဝင်အဆင်ပြေသွားအောင်လို့ဒီအလုတ်လျှောက်တာတို့စေုံစီကန်းသွားတာတို့နော်အခန်းကားတာတို့စောက်ဆိုင်မှာအလုတ်လုပ်တာတို့ပေါ့နော်ပြီးလို့ရှိရင်ဟိုတယ်တို့ဆော့လို့ရီတို့ဘက်ဖွင့်တာတို့ဘက်ရတာတို့ဒါတွေအပြင်ပေါ့နော်ထပ်ပြီးတော့အတန်းထဲမှာအများကြီးရှိသေးတယ်ပေါ့နော်ဒီလိုမျိုးခေတို့အုပ်စုလိုက်စကေဒီယိုတွေကိုလည်းခေကထပ်ပြီးတော့ဒီတန်းနေနဲ့လုပ်ပြီးတော့ပေါ့နော်ဒါလက်ဆောင်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဗီဒီယိုကလပ်တက်တဲ့သူတွေအတွက်ပေါ့နော်တကယ်လို့ကိုကခေနဲ့တူညနေချင်းဇုံကလပ်လေးလာခြင်းတဲ့သူဆိုလို့ရှိရင်ကြတော့ဒီဇုံကလပ်လာပြီးတော့အလိုက်ုံနေပေါ့နော်ခေတို့ဒီစာကြောင်းတစ်ချောင်းပုံဗီဒီယိုကလပ်ရောပြီးလို့ရှိရင်ဒီလက်ဆောင်အတန်းတွေရောအကုန်လုံးကိုအခမဲ့လက်ဆောင်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကကြတော့ခေရဒီထိုင်းစကယ်တို့ဒီတန်းအောင်နေစပွားနေစနေမှာခေတင်ကြပေးမဲ့ပုံစံပေါ့နော်တကယ်လို့ကိုကဒီထိုင်းစာရေးတာဖတ်တာပါအခြေခံဒီအခြေခံကနေပြီးတော့ကျွမ်းကျင်နေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်းခေစီမှာဗီဒီယိုကလပ်အနေနဲ့လေ့လာလို့ရပါတယ်ပေါ့နော်ဒီတန်းတွေကကြောက်လေခေတို့ကိုကဒီထိုင်းစကယ်တို့ဟိုနေထိုင်းစကယ်တို့တိတတ်မဲ့တင်ချင်တာဆိုလို့ရှိရင်လည်းရတယ်နော်ထိုင်းစာရေးတာဖတ်တာကြီးတဲ့ဖတ်တာကိုမလိုဘူးတကယ်လို့ကိုကဒီထိုင်းစာရေးတာဖတ်တာတက်တယ်ဒါပေမဲ့ထိုင်းစကယ်တို့ပြောတဲ့ခါကျလို့ရှိရင်သူညာတယောက်ပဲနားလေလေကိုကကောင်းမှတရားမပြောနိုင်ဘူးသိရမလားကိုကကြံပြောမဲ့ခါကျလို့ရှိရင်ရောဘယ်စကယ်လုံးတွေတုံးပြီးဘယ်လိုမျိုးပြောမှမသိဘူးထိနေဆိုလို့ရှိရင်ဒီတန်းကိုလာပြီးတက်လို့ရတယ်ပေါ့နော်ဒီတန်းပြီးွားနဲ့လုံးဝမိတ်ဆွေထိုင်းစကယ်ကိုကောင်းမှပြောနိုင်မယ်ဆိုတော့ခေတရားခိုင်တော့အမခံနေပေါ့နော်ကိုဗီဒီယိုကလပ်လာပြီးတက်တဲ့ခါကျလို့ရှိရင်ပေါ့နော်လုံးဝစိတ်ပူကြမလို့3ရက်အတွင်းစိတ်တိုင်းမကြလို့ရှိရင်တရားခိုင်တော့ငွေတိတရားပြီးတော့အန်ပေးရပေါ့နော်ထပ်ပြီးတော့နေတင်တန်းလဲတက်တယ်စိတ်တိုင်းလဲကြားတယ်ပြီးလို့ရှိရင်ခေပြီးထားတဲ့နီးစနစ်တွေနဲ့လိုက်ပြီးတော့တုံးချတယ်ဒီအင်ဂျာတွေလည်းညှက်ထက်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတင်တန်းပြီးဆုံးသွားတဲ့အခါမိတ်ဆွေကဒီရလာတဲ့ရလက်ကိုမကျင်တတ်ဘူးခေပြောသလိုအတန်းမဟုတ်နေဘူးဆိုလို့ရှိရင်လုံးဝတရားခိုင်တော့ခေငွေတိတရားပြီးတော့ထုတ်ပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေကလုံးဝဘာမှစိတ်ပူကြမလို့ပါဘူးဒီထိုင်းစကယ်တီးတန်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ထိုင်းငယ်ကိုကောင်းမှုတွေ့တဲ့ခြင်းနဲ့ဆိုလို့ရှိရင်ဒီအတန်းတွေထက်ကောင်းတဲ့အတန်းတွေကမရှိတော့ဘူးပေါ့နော်တကယ်လို့ကိုကထိုင်းစာရေးတာဖတ်တာပါရကြမယ်ဆိုလို့ရှိရင်လည်းဒီထိုင်းစာရေးတာဖတ်တာဟိုတကယ်တော့ပေါင်းပြီးအပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါင်းပြီးအပ်တဲ့ခါကျလို့ရှိရင်ခေထပ်ပြီးတော့ဒီ short လေးတွေပါပေးမှာပဲဖြစ်ပါတယ်ပေါ့နော်ထပ်ပြီးတော့ခေတို့ဒီတင်တန်းကြောင့်အသေးစိတ်အချိန်ဘယ်လိုမျိုးလေ့လာမလဲဆိုရယ်ဘယ်မှာလေ့လာမလဲဆိုရယ်အသေးစိတ်ကိုကြတော့ခေတို့ဒီ Telegram ပေါ့နော်ခေနေလေပဲဆိုရယ် Telegram ကနေပြီးတော့ခေကိုဆက်သွယ်ပြီးတော့ minion ပေးပါအဲ့ဒီမှာဆိုလို့ရှိရင်ခေလုံးဝထပ်ပြီးတော့ဒီတက်ပို့ပြီးတော့အသေးစိတ်ကြအောင်ထပ်ပြီးတော့ရှင်းပြပေးပါအောင်မယ်ပေါ့နော်ဆိုတော့ခေတို့ဒီနေ့ဗီဒီယိုလေးကတော့ပါပဲခေတို့အတန်းမှာတင်လည်ပြီးဆုံတွေ့ကြပါတယ်ပေါ့နော်ဘိုင်ဘိုင်ဟာ